အားလုံးပဲမင်္ဂလာပါ brother တို့ရေကျွန်တော်တို့ Oxy ပဲဖြစ်ပါတယ်ဒီနေ့မှာနှစ်တန် hyper swap ပြအောင်ဖြစ်ပါတယ်ဒါတွေကထုံးစံအတိုင်း robot ကိုရင်စားတယ်ပြီးတော့ blue bat ထပ်စားတယ်ပြီးတော့ rocket bat စားပြီးအပတ်လေးစားပြီးတော့ level 4ရတာနဲ့ 4 ပြက်ကိုတန်းကန်အမှ banner scale 2နဲ့ရှုပ်ပြီးတော့ hero key ကေးလိုက်တာရပြီးတော့ကိုကြီးနေနဲ့ခွာပြီးတော့တတ်ကေးပြီးတော့ blue bat စားမှုပဲရှိသေးတယ် banner အရင်မစားနိုင်တော့လားအနေဘက်ကဂျပူကိုဝင်ချမယ်ဆိုပြီးဝင်ချနေကို3%1နဲ့ကိုရမှာနောက်ကနေ follower damage လိုက်ပြီးတော့ထိုက်ကိုတော့ hero key ရဂျပူရတယ် robot ကိုစားကျင်တယ်ဂျပူကိုအရင်လိုက်ပြီးတော့ hero key ကေးပြီးတော့ပတ်စား robot စားနေတော့နာရောက်ချက်လာနာကိုပဲပတ်စစ်ချုပ်ပြီးတော့အနေမီ blue bat တွေဝင်တိုက်တာ blue bat မရှိဘဲနဲ့မှကိုပြန်မှောက်ကန်ဒီကိုဗန်နဲ့ဝင်စေးတာကိုကအနမီ၄កောင်ကြားတဲ့ဝင်ပြီး superman ဝင်တော့မှတခါလဲနာ damage နဲ့ရှော့ကလစ်တမ်းပြီးတော့ပါအမှဗန်နဲ့မပြန်သေးဘဲနဲ့ဂျပူကိုဝင်နိုင်တာ hero key ရတယ်ပြီးတော့ကလစ်အောင်မှထပ်နိုင်တာ hero key ထက်ရအော်ပါပတ်စစ်ချုပ်ပြီး hero key လိုက်ကေးတာ hero key ရတယ်ကိုရီးယားပြန်ထွက်လာပြီး blue bat စားပြီး 4 ပြက်ကိုတော့ကန်တာ 4 ပြက်ဗန်ညက်ပေးရတယ်ကိုပြန်ပတ်အမှထိုက်ကိုရဲဝင်ချလာတဲ့ဗန်နဲ့အမှ damage ပေးတော့ကိုရ hero key ပြန်ကေးကိုရတတကိန်းတော့ဗန်နဲ့မင်္ဂလာပါမောင်လေးတမန်ရဲ့စားပြရဆိုပြီးအလူးကိုဝင်ရိုက်နေကိုရအနောက်ကနေအဲ့ဒီမိန်းနဲ့လိုက်ရိုက်ရှောင်းလဲအမှရောက်ချလာပြီးတော့အလူးကိုဝင်ကောက်တော့အမှနဲ့အနေဘက်က၄ယောက်ရောက်ချလာပြီးရှောင်းပြက်ဒီမိတ်ဗန်နဲ့အမှအရှိရတော်တော်လေးမာပြီးသားဆိုတော့ကိုရအနောက်ကနေ damage share ပေးပြီးတော့အမှစကေးတူးနဲ့ဝင်ချပြီးတော့ကိုရဝင်ပြစ်တာအမှနေ manian တိရသွားတယ်ပတ်တယ်မှာကိုရပတ်တယ်တော်တော်နိုင်သွားတယ်ကိုရပေါ်လေးမှာရှောင်းနဲ့စကန်တာဝါချိုးနေတော့ဗန်နဲ့အလဲလိမ့်မှာတယောက်တည်းနေဝင်ချနာနေဘက်ကနနာပတ်စစ်ကျော့အနာစကေးတူးလေးနဲ့နနာတက်ပြီးတော့စကေးဝန်းလေးနဲ့အလူးကိုကောက်တက်ပိတ်ဆုံးတတ်တယ်ဘာကိုရစကေးလေးတော့တတ်တဲ့3ကလုံးကိုရတယ်အမှကလစ်အောင်လဲ3ချက်လောက်ပဲစစ်ပြစ်တယ်ဒါမီတာထွက်တော့ကလစ်မှာ3ချက်တည်းနဲ့တန်းတည်ပြီးတော့အမှအလူးအဲ့ဒီမိကောနနာအဲ့ဒီမိကောကိုရစားမြစ်တော့အမှ short down ပြန်ပြီးလဲရအောင်ကိုဘက်ကမတ်စမန်နဲ့မင်းနဲ့ကြတော့ကိုနှစ်ယောက်ပဲစော့ပြီးတော့သူတို့နှစ်ယောက်နဲ့တော့ပွဲပြီးခဲ့နီသူတို့ကြောင့်ဘာမှလုပ်စရာမလိုပဲနောက်က AC စော့ရမယ်ဆိုပြောပါတယ်ပြီးတော့အမှဗန်နဲ့အနီဘက်ကဓာမီပေးတော့လည်းမပြောက်အမှဟန်နမီပြစ်တော့ဓာမီတော်တော်နာတော့ခေါင်းနေပြန်ကိုရတော့လော့ကေးရဲ့တာဝါရှိုးမလုံးနေဖိုးပြက်ကတာဝါလာကကျင်လာတဲ့5ချက်လောက်ပဲစစ်ပြစ်ပြီးတယ်တခါလေချောအမှထိုက်ကိုရတဲ့ဖီလကာနဲ့လာပြီးအုပ်မှုမှလွဲတာနဲ့ထိုက်ကိုရပါဟီတိုကိပြန်ပေးလိုက်ရတယ်ပြီးတော့အမှကလင့်ရတဲ့လာကကျင်လာတဲ့ကလင့်အောင်မှထက်ကေးပြီးတော့တခါလေပွဲအောင်အားပါတယ်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်